နီပြည်နယ်မိုးပြဲမြို့ပြင်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်က19ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်သူတို့စီကလက်နက်ခဲယမ်းအချို့ကိုပါတင်စီရရှိထားတယ်လို့မိုးပြဲနယ် PDF အမှတ်1စစ်ဒေသကထုတ်ပြန်လာပါတယ်။တိုက်ပွဲတွေဟာမေလအလယ်ကနေအခုဇွန်လ19ရက်နေ့အထိမိုးပြဲမြို့အပြင်မှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။အဓိကမိုးပြဲမြို့တွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဟာမြို့ပြင်ကိုပါနယ်မြေစိုးမိုးမှုရအောင်ဆိုပြီးအင်အားအများပြားသုံးပြီးတော့စစ်ကြောင်းထိုးလာတယ်ဆိုပါတယ်။အဲ့ဒီချိန်မိုးပြဲနယ် PDF အမှတ်1စစ်ဒေသကတော်လှန်ရေးတပ်တွေဟာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတံပြန်တိုက်ခိုက်ချေမှုန်းမှုတွေလုပ်ရမှာတိုက်ပွဲတွေဇက်တိုက်ပြင်းထန်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိချိန်ထိကောက်ယူရရှိထားတဲ့စည်ရင်းအရအဲ့ဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကတပ်သား19ဦးထက်မနည်းကတော့အသီးသီးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများနေကြရုံနဲ့မကသူတို့ရဲ့လက်နက်ခဲယမ်းအချို့ကိုလည်းတော်လိုင်းတပ်တွေကတင်းစီရရှိထားတာတွေရှိတယ်လို့မိုးပြဲနယ် PDF အမှတ်1စစ်ဒေသကထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းတော်လိုင်းဘက်ကလည်းရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးခဲ့တယ်လို့စစ်တပ်စစ်ကြောင်းကတော့အထိနာနေတဲ့အတိုင်းပဲလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေလုပ်နေပြီးပြန်ဆုတ်သွားတာမျိုးမရှိသေးတဲ့အတွက်နှစ်ဖက်စီးရေးကတော့ဆက်လက်တင်းမာနေစေဖြစ်တယ်လို့မိုးပြဲနယ် PDF အမှတ်1စစ်ဒေသရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။